မင်္ဂလာပါရှင် Sharing by Shirley Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးစရာတည်ညွန့်ရေးသားထားတဲ့အပြန်အလှန်လေးစားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။အပြန်အလှန်လေးစားတနေ့ကျွန်တော်လက်ဖေးရေးဆိုင်ထိုင်ရင်းတည်င်းစာတဲ့ဆောင်ဖတ်နေရမမျော်လင့်ပဲနာရီကျွညာတွင်တငယ်ချင်းတယောက်ဤနာရီတည်င်းကိုတွားတွေ့လိုက်ရသည်ကြံရစ်တော်မိသားစုထံအားပေးစကားပြောရန်ညနေခင်းတွင်တွားရောက်ခဲ့ပါသည်ထိုတငယ်ချင်းနှင့်ကျွန်တော်ပေါင်းတင်လာခဲ့ဒီမှာနှစ်ပေါင်း40ခန်းရှိပြီးတို့တော်သူတို့မိသားစုကျွန်တော်ကိုမတည်တားလေးတယောက်ကသာကျွန်တော်ကိုမှတ်မိပြီးဧခံနေသည်ကျွန်တော်တို့မြန်မာနိုင်ငံတွင်နာရီနှင့်ကြုံလာပါကအိမ်တိုင်းရာရောက်တည်င်းတွားမိကြသည်အတူပါပူကြသည်မိသားစုကိုအားပေးစကားပြောကြသည်ရက်လေလျင်လဲကွယ်လွန်သူကိုရည်စူးပြီးတရားအတူနာကြသည်အပြန်လန်နားလည်မှုပေးကြခြင်းဖြစ်သည်တာသမီတွေကဖခင်ရှိစဉ်ကတော့တလားမကတော့လားတော့မသိကွယ်လွန်ချိန်ကြမှတဦးပြီးတဦးကတော့နေကြသည်မတိမီပြုပွဲကောင်းသည့်အလေးအထားများကိုကျွန်တော်တို့တေလွန်ချိန်မှပြုကြသည်ကများလာသည်ကျွန်တော်တွင်အခြားတငယ်ချင်းတဦးသည်သူ့ကိုယ်တူတက်တည်သွားသည်တကယ်တော့သူတက်တည်ရလောက်အောင်ဖြစ်ရခြင်းမှာသူ့ဇနီးကြောင့်ဖြစ်သည်စီးပွားရေးလွန်မင်းစွာကြဆင်းနေချိန်တွင်ဇနီးဖြစ်သူဤဖိအားပေးမှုကိုမကြည့်မဆန့်ခံနေရသည့်တငယ်ချင်းဖြစ်သူသည်နောက်ဆုံးဘဝကိုကိုယ်တိုင်အဆုံးတက်သွားရှာသည်သူအလွန်ချစ်သည့်မိသားစုသည်မကွယ်လွန်မီကစိုးကြတောင်းကျင်းကြမရိုင်းကြကြောင်းကျွန်တော်တငယ်ချင်းကမကြာခဏညှဉ်းညူတတ်သည်ကွယ်လွန်ချိန်တွင်ငိုလိုက်သည့်သူဇနီးနှင့်သားသမီးများကိုကြည့်ပြီးကျွန်တော်အတော်လေးတရားရနေမိသည်တနှစ်တစ်ကြိမ်ဖခင်ကြီးကွယ်လွန်သည့်အချိန်ရမှတ်ချစ်ရတော်ခင်မွန်းတဲ့ကွယ်လွန်ခြင်းအချိန်ရမှတ်အဖြစ်တည်င်းစာထဲတွင်ထည့်နေတော့လဲတေလွန်သူပြန်မရှင်းနိုင်တော့ပေအကယ်၍ဒူတို့ချစ်ခင်မြတ်နိုးမှုကိုအသက်ရှင်စဉ်ကသာပြသနိုင်ခဲ့လျင်ကျွန်တော်တငယ်ချင်းယခုလိုတည်သွားစေရအကြောင်းမရှိလက်တွေ့ချင်းသုံးတင်သည့်အပြန်လန်လေးစားမှုများကိုကြည့်လျင်လူတယောက်စကားပြောနေလျင်ဖြတ်ပြီးမပြောသင့်ပေစကားပြောစဉ်ဖြတ်ပြောခြင်းလောက်စိတ်အနှောက်အယှက်ဖြစ်စေရာကောင်းသည့်ကိစ္စမရှိပေထိုအပြုမူသည်ရိုင်းဆိုင်ခြင်းကိုချင်းမစားတတ်ခြင်းကိုပြောင်းပြောင်းတင်းတင်းဖွင့်ပြောလိုက်ခြင်းလည်းဖြစ်သည်ကိုအမြင်ကိုပြောလို့လျင်သူပြောပြီးသည့်အထိစောင့်ဆိုင်တင်သည်ခွင့်တောင်းပြီးပြောခြင်းဖြင့်ကိုတိတ်ခါကိုထုတ်ဖော်တင်သည်ဖြတ်ပြောသည့်ဖြစ်ခြင်းကြောင့်လူရင်းတူရှင်းတာပြောတင်သည်စကားဖြတ်ပြောတတ်ခြင်းသည်မိတ်ဆွေအပေါင်းအသင်းနှင့်လုပ်ငန်းအခွင့်အလမ်းများကိုဆုံးရှုံးစေနိုင်ပါသည်ကိုထက်အသက်အရွယ်အားဖြင့်ကြီးသူရာထူးကုန်အားဖြင့်ကြီးသူကစားတောက်ဆိုင်တဲ့ဆိုင်တွင်ကိုအတွက်စားတောက်ဖွယ်ရာများယူဆောင်လာပေးရသည့်အဖြစ်မျိုးကိုအယောက်မခံပါနှင့်ကိုကပြုဖွယ်ရှိသည့်ကိစ္စများကိုယူကျိုးနှိမ်ချစွာဖြင့်ဆောင်ရွက်တင်ပါသည်အစားအသောက်များကိုလူကြီးတူမများဖြင့်အတူထိုင်စားလျင်ဥမချပဲကိုကအရင်မစားခြင်းပါနှင့်အစည်းအဝေးတွင်ကိုကအစည်းအဝေးဤတပပတိနေရာကမဟုတ်လျင်အကြီးအကဲနေရာမရလျင်ဥစွာစကားစပြောခြင်းကိုရှောင်ပါကိုအလဲဆောင်ပြီးအလဲကြမှာပြောပါစပြောလျင်မင်္ဂလာပါအစာရှိသည့်နှုတ်ခွန်းဆက်စကားလေးများဖြင့်စတင်တယ်လို့စကားပြောပြီးလျင်လေကျေးဇူးတင်ပါတယ်ခင်ဗျာစသဖြင့်မိကုံချုပ်တင်သည်အဲဝပြုခြင်းကိုအလေးထားတင်သည်ဧည့်သည်လာလျင်ကိုယ်တိုင်ကြိုးစိုးနေရာချထားခြင်းပြန်သွားလျင်အိမ်ပေါဝအရောက်လိုက်ပို့ပေးခြင်းတို့ကိုပြုတင်သည်နှုံမှလည်းတတိထားသွားနော်ချော်လဲအောင်မယ်နောက်လေလာနော်စသည့်လောကဝိစကားလေးများကိုပြောတင်သည်သူတစ်ပါးအိမ်တို့သွားလဲလျင်လက်ချီတက်တက်မသွားပါနဲ့ကလေးများအတွက်မုံများဖြစ်စေတက်ကြီးရွယ်ဦးများအတွက်စေဝါမအစစားတောက်ဖွယ်ရာများကိုလက်ဆောင်အဖြစ်ယူသွားတင်ပါသည်ပေးကမ်းခြင်းသည်အောင်မြင်ရာဆိုသည့်စကားရှိပါသည်တန်ဖိုးမရှိတော့လဲငါတို့ကိုအတိအမှတ်ပြုတာပဲဆိုသည့်အတိကိုတန်ဖိုးဖြတ်၍မရနိုင်ပေခင်မင်းရင်းနှီးသူတယောက်အလူလုံးသည့်အိမ်တို့သွားလျင်အလူပွဲပြီးသည့်အထိနေထိုင်ကပတ်စာခွာဖြာသိမ်းပြီးသည့်အထိကုညီလောက်ကင်ပေးတင်သည်သူတို့အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်းပြသနိုင်သည့်ဤကောင်းတစ်ခုဖြစ်သည်ကိုမိတ်ဆွေအပေါင်းအသင်းဖြစ်သူဤမွေးနေ့ကိုတည်ထားရန်လိုပါသည်မွေးနေ့လက်ဆောင်ဖြစ်စေနှုတ်ခွန်းဆက်စာလွှာလေးများကိုဖြစ်စေအီးမေးလ်နှင့် fax များမှတက်ဆင့်ပို့ပေးတင်သည်လူကိုယ်တိုင်ဖြစ်
စီစာဖြင့်ဖြစ်စီတွားပို့နိုင်လျင်အကောင်းဆုံးဖြစ်သည်တယ်လီဖုန်းဖြင့်လည်းပြောဆိုနိုင်ပါသည်တည်းနားဆင်ပေးခဲ့ကြသောစာပေချစ်သူများအားလုံးတာယာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်